အဆင်ပြေလားလို့တော့တခါမှမေးဖို့မရတဲ့သူတွေအတွက်ကိုယ့်ဘက်ကအမြင်အသင့်ရှိနေပေးခဲ့တာကိုနောင်တလို့တော့ခေါင်းစဉ်မတက်တော့ဘူးပေးဆက်မှုတိုင်းအတွက်ဘာတစ်ခုမှပြန်မရရင်တော့မှသင်ခန်းစာတော့အလိုလိုရပြီးသားပါကိုယ်အဆင်မပြေတာကလွဲလို့အားလုံးကိုအဆင်ပြေစေခြင်းခဲ့တာကိုမပျော်တာကလွဲလို့အားလုံးကိုပျော်ရွှင်စေခြင်းခဲ့တာပါအရာရာအလျှော့ပေးလွန်းလို့ချင်ပါရဲ့လူတကာကအမြဲအနိုင်လူချင်နေကြတာအမုန်းမပေးခြင်းဘူးဒါကြောင့်ပေးလက်စာနဲ့အရှုံးပေးထားတာထီလေးတစ်ချောင်းဟာလူတယောက်ကိုအရေးပေးဖို့အတွက်သူ့ကိုယ်တိုင်နေပူဒဏ်ကိုအရင်ခံရတယ်ဖနက်လေးတရံဟာလူတယောက်ကိုတန့်ရှင်းစေဖို့အတွက်သူ့ကိုယ်တိုင်အညစ်အကြေးအပေးခံရတယ်ရွှေငါးလေးတွေဟာလူတွေအလှကြည့်ဖို့အတွက်မှန်လောင်အိမ်ထဲမှာမွန်းကျက်စွာနေပေးရတယ်ကို့အဖြစ်ကထီလေးတစ်ချောင်းလိုဖနက်လေးတရံလိုမှန်လောင်အိမ်ထဲကရွှေငါးလေးလိုအဲ့လိုမျိုးပေါ့တက်နိုင်တဲ့လောက်ပေးဆက်လိုက်မယ်အမြဲတမ်းတော့တာဝန်မယူနိုင်တော့ဘူးတစ်ဖက်လူကို